Hi ဖူးပွေရတနာကြိုဆိုပါရရှင်မနေ့တုန်းကလည်းမမေအများကြီးပြပေးတယ်ပေါ့နော်9200နန်းလေးတွေအများကြီးပြပေးတယ်ဒီနေ့လည်းမမေကနောက်တစ်မျိုးကိုပြပေးခြင်းလို့ပါအခုကကြတော့မမေပြပေးမယ်ပန်းခိုင်လေးကကြတော့ तू ကတခိုင်ထဲဟိုမှာအကြီးဟိုမှာဝေနေတယ်ပေါ့နော်ပြီးတော့ပုံမှန်ဒီပန်းခိုင်ဒီအသေးထဲသူ့ရဲ့ဒီကိုင်းကကြတော့ဒီလိုမျိုးသူကအကျစ်ကြိုးအကြီးနဲ့လှုပ်ထားတာပေါ့နော်သူကကြတော့များသောအားဖြင့်ပေါ့နော်ဖျားစဉ်ကြီးတဲ့သူတွေပြီးရင်ဖုန်ကြီးချောင်းတို့ဘာတို့အဲ့လိုမျိုးလူလို့ရှိရင်ဒီတပေအိုးတပေကြောအိုးနဲ့ဆိုလို့ရှိရင်သူကအစင်ပြေတယ်ပေါ့နော်များသောအားဖြင့်အဲ့လိုအခိုင်သေးသေးလေးတွေအများကြီးမလူချင်ဘူးဆိုလို့ရှိရင်ဒီပန်းခိုင်အကြီးကိုရွေးလို့ရပါတယ်ဟိုတနေ့ကလည်းမေမေလေးရောင်ချေပန်းခိုင်လေးကိုပြပေးခဲ့တယ်ပေါ့နော်အခုကကြတော့ဒါကြတော့တခိုင်လုံးကိုပလဲလေးပေါ့နော်ရိုးရိုးရှင်းရှင်းလေးဒီရွှေကိုင်းပလဲဆိုလို့ရှိရင်လည်းတော်တော်လေးကိုလှပါတယ်ယူလို့ရပါတော့ဒီဟာဆိုလို့ရှိရင်လေဒီကိုင်းအကြီးနဲ့ဆိုလို့ရှိရင်လေကြီးပန်းအိုးလေးနဲ့ဆိုတော်တော်လာတယ်ကြီးပန်းအိုးလေးနဲ့တွဲယူချင်တယ်ဆိုရင်မင်တို့ဆိုင်မှာတခါတည်းတွဲပြီးတော့ယူလို့ရတယ်နော်ကြီးပန်းအိုးနဲ့မကြိုက်ဘူးမင်ရဲ့ဒီမှာ10လက်မအိုးနဲ့အိုးဖြူလေးနဲ့လိုချင်တယ်ဆိုရင်လည်းဒီမှာပါသူ့ရဲ့ size ကတော်တော်လေးကိုလာရနော်ကွက်တီပဲဒါကြတော့10လက်မအိုးမင်စီမှာကြတော့များသောအားဖြင့်တပေအိုးတွေကကြတော့နည်းနည်းအယောင်ပါလို့ပေါ့နော်အယောင်ပါဆိုတာထက်ပန်းခိုင်နေအားလုံးက10လက်မအိုးနဲ့ကွက်တီပဲဆိုတော့မမေကတော့10လက်မအိုးလေးနဲ့ပဲထိုးပြပေးထားတယ်တပေအိုးနဲ့တကယ်လို့ကို့မှာတပေအိုးရှိရဆိုတပေအိုးနဲ့လည်းထိုးလို့ရနော်ကြီးပန်းအိုး10လက်မအိုးလေးနဲ့လိုချင်တဲ့မမေရဲ့ဆိုလို့ရှိရင်လည်းမမေတို့စီမှာရပါတယ်ဒါလေးကတော့ပန်းခိုင်တီးတန့်နဲ့အိုးဖြူလေးနဲ့တွဲပြပေးထားတာပါဒီလိုမျိုးပန်းဒီလိုမျိုးထိုးပြီးဆိုအထဲမှာဒီစကြင်ကြောက်စစ်ခဲလေးနဲ့တွဲပေးရပါတော့ဒါလေးအားပေးလို့ရပါရှင်သူကတော့3သိန်းကျော်ပါနော်ဈေးနှုန်းလေးကိုသိချင်တယ်ဆိုလို့ရှိရင်ဖုန်းဆက်ပြီးတော့မေးလို့လည်းရ screenshot ရိုက်ပြီးတော့လည်းမေးလို့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်